American နိုင်ငံရဲ့အဆိုတော်တဦးဖြစ်တဲ့ Katy Perry ဆိုရင်14ရက်4လ2025မှာအာကာသရဲ့ကိုခီးထွက်ခဲ့ပါတယ်။ဒီခီးမှာသူမနဲ့အတူတခြားအမျိုးသမီး9ဦးလည်းဒီခီးကိုလိုက်ပါခဲ့တယ်လို့သိရပါတယ်။ဒီခီးရဲ့ကြာမြင့်ချိန်က17မိနစ်ကြာမြင့်ပြီးတော့ဘေကင်းလုံခြုံစွာပဲမြေပြင်ကိုပြန်ရောက်ခဲ့ပါတယ်။ဒီမြေပြင်ကိုရောက်တဲ့အချိန်မှာ Katy Perry ကသူမြေပြင်ကိုအနမ်းပေးခဲ့ပါတယ်။ And right in the middle of my reading, I hear this beautiful music coming over the loudspeaker system in the dentist's office, and it sounded like space music, but it just beautiful. ဒီအနံပေးခဲ့တဲ့တပ်ပုံနဲ့အတူ Katy Perry Kissing the Ground ဆိုတဲ့ hashtag ကလည်းဒီ social media လူမှုကွန်ရက်မှာတော်တော်လေးကိုရေးပန်းစားလေးရှိပါတယ်ဒီခီးရဲ့အတွက်လက်မှတ်တန်ဖိုးကိုအတိအကျမပြောခဲ့ပေမဲ့ဒီခီးရဲ့ဒီကြိုတင်လက်မှတ်စရန်ငွေကိုတယောက်ကိုဒေါ်လာ3သိန်းခွဲပေးချရတယ်လို့သိရပါတယ်။